စားလို့ပြီးသွားပါပြီငမြင်းဖိုက်တာနဲ့စားနော်ပြေးပြတယ်နိစားလို့ကောင်းပါရဲ့ပါဒီကြည့်ဒီဝမ်းနဲ့နေတူငပိရတော့တကယ်စားလို့ကောင်းငမြင်းဖိုက်တာငပိနေကြတော့တွေးတူးမအောင်ညီရလိုက်တာအပြည့်ဒီကတော့200မိုင်း200မှာမိုင်း200မှာမင်္ဂလာပါလို့မင်္ဂလာပါဆိုင်သူတို့ဆိုတော့မိထီလာရေးရောက်မယ်ပြီးလို့ရှိရင်ပကန်းကိုရောက်မယ်နော် Today outfit ပါလာကူလာစီတိုင်းပါဝင်မေတော့တောက်တယ်စီပလက်ရတာငါတော်သေးဒီဘက်မှာထိုင်ပြီလားမိမိဘက်မှာထိုင်ငါပြောင်းမြန်ခိုင်းတော့အလိုက်ကင်မရဘူးဒီဘက်ကျတော့ဒီရက်လိုက်တယ်ပြတာလဲဝယ်လာပြီမလိုက်တော့ဖိကြီးအတွက်လက်စားဒီမင်္ဂလာဆိုင်ရ6ဆိုင်အောင်ကြည့်ဟုတ်တယ်မင်္ဂလာပါတော့ဒီဘက်မှာတစ်ဆိုင်ရှိတယ်အေးအများကြီးပဲဒီမှာတော့မင်းသမီးမြောက်ကထီရကြီးပဲမိုးရကဲမင်္ဂလာပါနေတော့ပါပြီအခုကတော့နေဒီတအားပူနေခက်မှန်းကြီး7ခွဲ7နှစ်လောက်ရှိပါကျေးဇူးပါဟုတ်တော့ဒီစပ်ရှင်ခွန်ဝေကောင်းခင်ဆိုရဲလက်ပံများကြက်ကြော်ဆိုင်ရောက်နေပါပြီမကူလားလို့ဒီလိုရိုက်ပြလိုက်ဘလို့တော့မဖြစ်ဘူးတော်မိသားဒီမှာစားမှာဖြစ်ပါတယ်နေရာယူပြီးပါပါဒီမှာကြက်ကြော်မစားလို့တောင်းညမ်းနေရပါတောင်းညမ်းနေရခုလက်ပံပြကြက်ကြော်ပူလေးပါရှင်ဒီမှာလုံနေပါပြီဟုတ်ဒါဘယ်နာလို့ခေါ်ဘယ်နှမိုင်လောက်ခေါ်ဘယ်နှမိုင်တော့ဆိုတော့ရွာထိပ်ပြောမှာပေါ့လမ်းရွာထိပ်ငွေကောင်းငင်နဲ့တော့တော်ရွေးပြီလားနော်စိုင်ရင်အများကြီးရှင်တာမမေပြောနေတယ်မေစိုင်နေတော်များများရွေးထားတာအဲ့ဒါမချက်ခွေးတော့အလကားတိုက်မယ်ကျေးဇူးပါဒီမှာပါရှေ့ပါလက်ပံပြားကြက်ကြော်ပါလုံးဝအညာဘိုက်အပြည့်ရနေပြီပေါ့နော်